လာပါ Miss American Home Prenatal နဲ့ Pregnancy Series မှာကြိုဆိုပါရစေ။ဒီဘက်က40 weeks ဒါပြီးသွားလို့ရှိရင်ဒီ Prenatal နဲ့ Pregnancy Series ကမရှိတော့ဘူးဆိုတော့နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်ပေါ့နော်။ဒါပေမဲ့ week 4ကနေပြီးတော့ကျမတို့ week 40အထိပတိုင်းနားထောင်ပြီးတော့ကိုယ့်ရဲ့ကလေးရဲ့ပြောင်းလဲမှုတွေကိုယ့်ရဲ့ပြောင်းလဲမှုတွေကိုလိုက်ပြီးတော့လေ့လာနေတဲ့မိဘတွေ congratulations ဒီဟာမတိုင်မီ40အပတ်40မတိုင်မီမှာမွေးသွားတဲ့မိဘတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်း congratulations ကျမတို့ဒီ journey ကိုအတူတူဖြတ်ခဲ့ကြရပေါ့နော်ကျမကိုယ်တိုင်လည်းကျမကိုဝင်ဆောင်တဲ့အချိန်မှာတခါတည်းဒီအကြောင်းလေးကိုပြောပြရင်းနဲ့လက်တွဲခေါ်ခဲ့တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ journey ပါပဲပေါ့နော်ဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်ကျမတို့ကအပတ်40မှာကလေးက8ပေါင်နီးပါးဖြစ်နေပြီတချို့ကလေးပေါ့လေတချို့ကလေးကြတော့လည်း main ကလေးတွေယောက်ျားလေးခေါ်ချမှုတော့ရှိတယ်9ပေါင်ခွဲကနေပြီးတော့8ပေါင်ပေါ့နော်အဲ့ချိန်မှာအဲ့လောက်လေးနေပြီပြီးလို့ရှိရင်အရွယ်စားကတော့ဖရဲသီးပဲပေါ့ဖရဲသီးတက်လည်းကြီးတဲ့အသီးကမရှိတော့ဘူးpumpkin တို့ဖရဲသီးလို့ဆိုအဲ့လောက်ဖြစ်နေပြီတဲ့အဓိကတော့ကျမမှာဒီဘက်တွေမှာဆိုလို့ရှိရင်ဘာတွေခံစားရလဲဆိုလို့ရှိရင်ဘိုက်ကခဏတင်းလာတာမျိုးเนาะအရန်ပဲဟိုတကယ်မွေးတော့မလားဆိုတဲ့ခံစားချက်မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ကလေးကလည်းအောက်ကိုအရင်စိုက်နေပြီဆိုလို့ရှိရင်မသိရင်ထွက်ကြလာတော့မယ့်ပုံစံမျိုးပေါ့နော်ခံစားချက်မှုတွေဖြစ်တယ်ခဏလေးပြန်တော့လဲဘလို့မှမခံစားရတော့ပြန်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒါကျမတို့တကယ်လေးပါမဖြစ်သေးဘူးကိုကလေးမွေးဖို့အချိန်မတန်သေးဘူးအပတ်40လည်းပဲမဲ့လေပေါ့နော်တကယ်ကလေးမွေးဖို့အချိန်တန်တယ်ဆိုလို့ရှိရင်ကျမတို့ရေမွားပေါက်တာဖြစ်မယ်ပြီးရင်ဘိုက်ကဒီညှစ်ပြီးတော့နာတာပေါ့နော်ဒီအတင်မရဲ့အနောက်ကနေပြီးတော့မနာတာမျိုးရှိတယ်အဲ့ဒါမှနာတာကခန္ဓာကိုယ်လှုပ်ရှားတာနဲ့ဒါရေတောက်လိုက်တာလို့လမ်းလျှောက်လိုက်တာလို့နဲ့တယ်မယ်မပြောင်းလဲသွားဘူး तू ကပို့ပြီးတော့ဆိုးလာတယ်ပို့ပြီးတော့စိတ်လာတယ်အဲ့ဒါဆိုလို့ရှိရင်ဒါမကြခင်မှာကလေးမွေးတော့မယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့ဒါပေမဲ့ချက်ချင်းဆိုသလိုမျိုးဒီဘိုက်နာပြီးတော့တနားရီအတွင်းမှာမွေးတာလည်းမဟုတ်ဘူးတခါချို့ဆိုလို့ရှိရင်လည်းနော်နာရီပေါင်းများစွာကြာတယ်ဘိုက်နာတာလေဆိုတော့ဒါ hanging တယ်တကယ်လို့မှအရန်နာလည်းမခံစားနိုင်ဘူးဆိုလို့ရှိရင်ဆရာဝန်ရောအနာပျောက်ဆေးတို့ပါလို့ဒါဆေးရုံမှာရှိရဆိုလို့ရှိရင်သူတို့တောင်းဆိုလို့ရတာပေါ့ဒါပေမဲ့လည်းခန္ဓာကိုယ်ကနော်ကျမတို့ဗာလေးကိုကျမပြောပြချင်တယ်ဆိုလို့ရှိရင်အသက်ရှူတာပေါ့နော်အသက်ရှူတဲ့နည်းလေးတွေရှိတယ်ကျမတို့အသက်ရှူတဲ့နည်းမှာပို့ပြီးတော့တက်တာစီတဲ့နည်းပေါ့နော်ဒီအနာတော်တက်တာစီတဲ့နည်းလေးတွေရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခါကို distract လုပ်လို့ရတယ် distract လုပ်တဲ့ဆိုတာဒီဟာမမေ့ဖြပြဖြစ်သွားအောင်အဲ့ချိန်ထားလို့ရှိရင်ကျမတို့ကပကြီးလေးတွေဆွဲနေလိုက်တာမျိုးလေးတွေလုပ်လို့ရတယ်နောက်ပကြီးဆွဲတာကိုကလာချေတာလို့လေဒါမျိုးလုပ်လို့ရတယ်ပြီးရင်အသက်ရှူတဲ့အခါမှာကျမတို့က1 2 3 4ပြီးရင်ခဏနေ hold လုပ်မယ်ပြီးရင်1 2 3 4 5 6 8ပို့ပြီးတော့အသက်ရှူတဲ့ဥစ္စာကိုရှူပြီးတော့မြန်သွင်းပြီးတော့များလေးမှုတ်ထုတ်တာမျိုးလုပ်လို့ရတယ်မျိုးစုံအောင်ရှိတယ်ပေါ့နော်အသက်ရှူနည်းကအားမလို့ရှိရင်လည်းနောက်တစ်မျိုးရှိသေးတာကအသက်ကိုနှာခေါင်းကနေရှူပြီးတော့ပါးစပ်ကနေထုတ်တဲ့အချိန်မှာကျမတို့ဘူးဟုတ်တယ်လို့မျိုးလေနော်အဲ့လိုမျိုးဘူးမဟုတ်တဲ့ပုံစံမျိုးအနေနဲ့နှာခေါင်းကိုတုံခါပြီးသွားတော့မှာနော်အဲ့လိုပုံစံမျိုးအနေနဲ့လည်းရှူထုတ်လို့ရတယ်ဆိုတော့အသက်ရှူနည်းတွေကမျိုးစုံရှိတယ်၄-၅မျိုးရှိတယ်ကျွန်မနောက်ထပ်ဗီဒီယိုလေးတစ်ခုလည်းအဆင်ပြေတယ်အချိန်ရသေးတယ်ကျွန်မကလေးမမွေးခဲ့သေးဘူးဆိုလို့ရှိရင်လုပ်ပေးမယ်ပေါ့နော်ဆိုတော့အဓိကအသက်ရှူတာကိုကြည့်လို့ရတယ်နောက်ကတကယ်လို့မှဒါကိုယ်စိတ်ဝင်စားဆိုလို့ရှိရင် hypnoburning လို့ခေါ်တဲ့သူတို့နားထောင်တရားထိုင်တာလို့ပဲပေါ့နော်သူတို့ကတော့အဓိကတော့ hypnoburning ကဒီကလေးနဲ့ကိုယ်နဲ့အကောင်းဆုံးကိုမြင်အောင်ကြည့်တာပေါ့နော်ကိုယ်ကလေးထွက်လာတဲ့အချိန်မှာကိုယ်နဲ့ကြည်နူးနေတဲ့ခံစားချက်မျိုးလေးကလေးလေးကကိုထင်ထားသလိုမျိုးချင်းချင်းမမလေးတုတ်ခက်ခဲလေးနဲ့နော်မေတို့ကိုစုနေတဲ့ခံစားချက်မျိုးလေးမြင်အောင်မှုမျိုးလေးစသဖြင့်ဒါမျိုးလေးတွေကျမတို့က creative visualization ပေါ့နော်အဲ့ဒါလေးတွေကိုကျမတို့ကကြိုတင်ပြီးတော့မြင်အောင်ကြည့်နေလို့ရတယ်အရင်မနာနေတဲ့ချိန်ဆိုရင်ပေါ့နော်အရင်နာနေတဲ့အချိန်ဆိုလို့ရှိရင်ကျမတို့ကဒီဘောလုံးလေးနော်ဘောလုံးရှိတယ်ဒီအဲ့ဘောလုံးပေါ်မှာလှိမ့်နေလို့ရတယ် burning ball လို့ခေါ်တယ်ပေါ့နော်ကြီးပဲရှိတယ်ကျမ exercise လေးလုပ်ပြထားပါတယ်ဆိုတော့အဲ့မှာတော့ကြည့်ပေါ့နော်ဆိုတော့ကျမတို့အဲ့လိုအဲ့ပေါ်မှာလှိမ့်နေလို့ရတယ်ဟာတစ်ခုကကျမတို့တင်ပါကိုပေါ့နော်ဟိုဖီမူထောင်းတဲ့အနေထားနဲ့ပေါ့နော်ကျမတို့နေလို့ရတယ်အဲ့ဆိုလို့ရှိရင်လည်းပို့ပြီးတော့တက်တာတယ်ပြီးတော့နောက်တစ်ခုကကိုက partner ရှိမှဖြစ်ချားလို့တယောက်ခါကိုနေနိုင်မှဖြစ်ပေါ့နော်ဒီတင်ပါကိုလက်ဖွားနဲ့ပေါ့နော်အဲ့လိုမျိုးဖိထားပေးတာကတင်ပါအနောက်ဖက်ကိုပေါ့နော်အဲ့ဒါကကျမတို့နည်းနည်းဟို pressure လေးပေးလိုက်တာဒါနည်းနည်းခုန contraction ဖြစ်တဲ့အချိန်မှာတက်တာရတယ်ပေါ့နော်ဒါမျိုးလေးတွေရှိတယ်ဒါပေမဲ့ကိုကမလုံတတ်ဘူးကိုရဲ့ partner ကလည်းမလုံတတ်ဘူးမလုံနိုင်ဘူးဆိုလို့ရှိရင်တော့ဟိုမိဖွားဆရာမတွေအကူညီကိုပဲယူရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်လို့ရဆိုတော့အသက်ရှူနည်းတွေကတော့မျိုးစုံရှိတယ်ခုနကပြောသလိုမျိုးပြီးလို့ရှိရင်ခွေးလိုမျိုးပေါ့နော်ဟိုမြင်းအဲ့လိုပုံစံမျိုးအနေနဲ့လည်းရှူလို့ရတာမျိုးရှိတယ်နော်ဆိုတော့ဟိုကိုယ်အဆင်ပြေတဲ့ပုံစံမျိုးလုပ်ကြည့်ပါပေါ့နော်အဲ့ဒါလေးကိုတိုက်တွန်းချင်တယ်ပြီးတော့အဓိကကတော့ဗာလဲဆိုလို့ရှိရင်ဒီချိန်မှာကလေးကတော့နော်လုံးဝပုံမှန်ဖွံ့ဖြိုးနေပြီweight ပဲပိုတက်လာတာလို့တာပေါ့နော်ခန္ဓာကိုယ်ရဲ့ organ တွေစိတ်ပိုင်းတွေအကုန်လုံးကတော့ဒါ fully develop ဖြစ်နေပြီပေါ့ဒီအပတ်40မှာဆိုလို့ရှိရင်နော်ဆိုတော့မိဘအနေနဲ့ကဒီချိန်မှာအရန်ပဲကလေးမွေးချင်နေပြီကျမကိုယ်တိုင်လည်းနော်38ပတ်ကျော်ပြီဆိုတာနဲ့ကလေးကမွေးဖို့အတွက်ပဲဒီဘယ်လိုမျိုး
ပုံစံမျိုးနေနဲ့ကလေးကို induce လုပ်ရမလဲ induce လုပ်တယ်ဆိုတာသူ naturally ပေါ့နော်ဘယ်လိုကလေးမြန်မွေးအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းတွေပဲကျွန်မရှာရတယ်ပေါ့နော်အဓိကတော့လမ်းလျှောက်တာပေါ့နော်လမ်းလျှောက်တယ်ဆိုတာခါနာတဲ့အချိန်မှာကျွန်တော်တို့သိမလျှောက်နိုင်ပါဘူးကျွန်မနားလေးပါတယ်ခါနာတဲ့ခါကျတော့လေဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးလဲလျှောက်စီခြင်းလဲဆိုလို့ရှိရင် platform သိတယ်မလား platform ပေါ်မှာခြေထောက်တစ်ဖက်ထားပြီးသွားလို့ရှိရင်ကျွန်တော်တို့တစ်ဖက်ကခြေထောက်အောက်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနေနဲ့ cup working လို့ခေါ်ရပေါ့အဲ့လိုပုံစံမျိုးကြတော့တစ်ဖက်ထဲကိုဒီတင်ပဆုံအယိုးကပွင့်သွားအောင်လို့ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးအနေနဲ့တစ်ဖက်ထဲရှောက်တစ်ဖက်ထဲနှိမ့်လိုက်မြင်လိုက်ရှောက်တာမျိုးပေါ့ကျွန်မအနေနဲ့ကြတော့ကျွန်မ elliptical အိမ်မှာရှိတယ်ဆိုတော့ elliptical လုပ်တယ်ပေါ့နော်ရိုးလန်းရှောက်ရင်ကြတော့ဘာဖြစ်လဲဆိုတော့ gravity ကျွန်မတို့မြေဆွဲအားနဲ့ဆိုတော့ခါပုံနာတွေရိုးလန်းရှောက်တာလည်းမတူအဲ့ elliptical လုပ်တာနဲ့နှိမ့်လိုက်မြင်လိုက်လုပ်တာနဲ့မတူပေါ့နော်ဆိုတော့အဲ့မျိုးလုပ်လို့ရတယ်နောက်တစ်ခုကတကယ်လို့မှစိတ်ဝင်စားရဲဆိုလို့ရှိရင်ပေါ့နော်မြန်ကလေးမွေးခြင်းနေပြီဆိုလို့ရှိရင်အဓိကယောက်ျားနဲ့အတူနေတာပေါ့နော်အဲ့ဒါကပြသထားတဲ့အထက်မှာယောက်ျားနဲ့အတူနေလိုက်ခြင်းကကျွန်တော် oxytocin ဆိုတဲ့ hormone ပေါ့နော်ဒါ love hormone လို့လည်းခေါ်တယ်ဒါကကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့စိတ်ထဲမှာကြည်ကြည်နူးနူးဖြစ်သွားတဲ့ခံစားချက်မျိုးအဲ့ဒီ hormone ကလည်းကျွန်တော်တို့ကလေးကိုဝင်ဆောင်နေတဲ့အချိန်မှာမြန်ကလေးမွေးဖွားဖို့အတွက်ဒါထုတ်ပေးတယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့ pitocin ဆိုတာကြားဖို့ကြတာမသိဘူးပေါ့နော်ဒါဆေးထုတ်ပြီးမွေးတယ်လို့ပါတော့ကြားဖို့ရဟုတ်ဆိုတော့အဲ့ဒီ pitocin ကကျွန်တော်တို့ oxytocin နဲ့လုပ်ထားတာဖြစ်တယ်ပေါ့နော်ဒါကတော့အပြင်ကနေပြီးတော့ပေးတာပေါ့ naturally ခန္ဓာကိုယ်ထဲမှာရနေတာမျိုးမဟုတ်ဘူးပေါ့အဲ့လိုမျိုးဆေးထိုးပြီးတော့လည်းကျွန်တော်တို့မြန်ကလေးထွက်လာအောင်လို့လုပ်ကြတယ်ဆေးရုံမှာလေဆိုတော့ကျွန်တော်တို့ကယောက်ျားနဲ့အတူတူတကွနေလိုက်ခြင်းကဒါကကျွန်တော်တို့ oxytocin ကိုထွက်စေတယ် naturally ခန္ဓာကိုယ်ထဲမှာပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ sperm တုပ်ရည်ထဲမှာပါတဲ့ဒီအရည်ပေါ့နော်ဒီအရည်ကလည်းကျွန်တော်တို့ service တအိမ်ကောင်းကိုပို့ပြီးတော့ပျော့စေတယ်ပို့ပြီးတော့ကျဲလာစေတယ်ဆိုတော့ပို့ပြီးတော့နော်ဒီအချိန်မှာအတူနေတယ်ဆိုလို့ရှိရင်ခဲ့သည်ရှိတော့ပေါ့နော်ပို့ပြီးတော့ကလေးကမွေးဖို့အတွက် chance ပိုများတယ်ပေါ့ဒါပေမဲ့စိတ်ဝင်စားရင်လည်းဒီကိစ္စတော့မရှိပါဘူးတခြားနည်းကပါရှိသေးမလဲဆိုလို့ရှိရင်မျိုးသီးကောင်ကိုဟောကင်ကြည့်တာမျိုးဒါတွေကလည်းပဲကျမတို့ကပြီးတဲ့အခါမှာကင်ကြည့်တယ်ဆိုတာတက်ပေါ့နော် no ညှစ်ကြည့်တာဘာလို့လဲဆိုတော့ကျမတို့မကြခင်မှာကလေးကလည်း no တိုက်ကြတော့မယ်ဆိုတော့ no ရေထွက်နေပြီလားစသဖြင့်ပေါ့အဲ့လိုပုံစံမျိုးနေနဲ့နော် nipple stimulation လို့ခေါ်တယ်အဲ့ဒါလုပ်ကြည့်လို့ရှိရင်လည်းကျမတို့မကြတဲ့ကာလမှာပေါ့နော်ကလေးကမွေးဖွားဖို့အတွက်ပို့ပြီးတော့အဆင်ပြေစေလို့ပြောတာမျိုးကြီးလည်းရှိတယ်နောက်တစ်မျိုးကတော့ဒီ castor oil လို့ခေါ်တယ်ဒါတွေကတော့မတောက်စေခြင်းပေါ့နော်ကိုယ်လည်းမသိဘူးဘာမှမသိတဲ့အခါမျိုးမှာ castor oil လို့ဟာမျိုးမတောက်စေခြင်းဘူးပြီးတော့အခါမှာစွန်ပလွန်သီးစားလို့ရတယ်စွန်ပလွန်သီးစားတာကျမတို့အိမ်ကောင်းကို soft ဖြစ်စေတယ်ဝင်ရလွယ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးစားခြင်းစားလို့ရတယ်အဲ့ဒါလည်းကောင်းတယ်တချို့ကျတော့အဆက်စားတာပေါ့ဆက်စားလို့ရှိရင်ဝမ်းလျှောတယ်အဆက်စားတဲ့အချိန်မျိုးမှာပို့ပြီးတော့ဘိုင်းနာတယ်ပေါ့နော်ဆိုတော့ပို့ပြီးတော့ဘိုင်းနာတဲ့အခါကျတော့လှုံ့ဆော်ပေးလိုက်လို့အိမ်နာသွားခြင်းနဲ့ဟာနဲ့ရောပြီးတော့ကလေးမွေးခြင်းစိတ်ကိုလှုံ့ဆော်ပေးလိုက်လို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနေနဲ့ဒီ label trigger ဖြစ်တယ်ဆိုပြီးတော့ပြဿနာတွေလို့ရှိတော့ဒါပေမဲ့အရင်ကြီးတော့မမှန်ကန်ဘူးပေါ့နော်တချို့ဥစ္စာတွေကတင်မောသီးစားတာတို့နက်နက်သီးစားတာတို့အဲ့လိုမျိုးဟာတွေလေပေါ့နော်ဒါတွေကတော့လေးလာလို့ရှိချက်တွေထဲမှာတော့မှန်ကန်တယ်လို့ပြသထားတာမရှိဘူးချို့တွေလည်းသူတို့ဒီဟာနက်နက်သီးစားပြီးတော့မှကလေးမွေးတယ်ပေါ့စသဖြင့်အဲ့လိုမျိုးတွေပြောကြမျိုးတွေတော့ရှိတယ်ပေါ့နော်ဆိုတော့စားတာတော့ပြဿနာတော့မရှိဘူးပေါ့နော်စားခြင်းလဲစားပေါ့ဒါမဲ့လဲစားတိုင်းနဲ့ကလေးကထွက်လာမှာတော့မဟုတ်ဘူးပေါ့ဒါလေးတော့သိထားပါနောက်ကဒါဆရာဝန်တွေလုပ်ပေးတာ membrane stripping လို့ခေါ်တယ်ဒါကျမတို့ OB နဲ့တော့ပြတဲ့အချိန်မှာဘာဖမီရဲ့ဆရာဝန်ကဒီကျမတို့ membrane လေးကို strip လုပ်လိုက်တဲ့အခါနည်းနည်းလေးတုတ်လိုက်တဲ့ပုံစံမျိုးချစ်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီအချိန်မှာကျမတို့ကတိတ်မကြခင်ကာလမှာရေမွာပေါက်တာတို့ဘာလို့ဖြစ်နိုင်ဆိုတော့မကြခင်မှာကလေးကမွေးဖွားအောင်လို့ပေါ့နော်သူတို့လှုံ့ဆော်ပေးလိုက်တဲ့ပေါ့ဒါမျိုးရှိတယ်အားမလို့ရှိရင်တော့နော်ဒီအပတ်40ကျော်သွားပြီ40ပတ်ဖြစ်သွားပြီဆိုရင်တော့ကျမတို့ lactic induction ပေါ့ lactic induction ဆိုတာကတော့ရှေ့ပိုင်းမှာပြောခဲ့သလိုပဲအချို့စီးချိုတွေပါရှိခဲ့တယ်ဆိုလို့ရှိရင်တော့နော်39ပတ်ထဲကနေပြီးတော့စပြီးတော့ induce လုပ်ကြတာမျိုးရှိတယ်induce လုပ်တယ်ဆိုတာခုနဆေးသွင်းပြီးတော့ကလေးမွေးတာပေါ့နော်ဆိုတော့ဆေးသွင်းတဲ့အခါမှာခုနပြောတဲ့ oxytocin hormone ကိုသွင်းလိုက်တဲ့သဘောပေါ့အဲ့လိုသွင်းလိုက်တဲ့အခါမှာခန္ဓာကိုယ်ကသူ့အဲ့လိုလျောက်ပေါ့နော်လှုံ့ဆော်မှုတွေဖြစ်ပြီးတော့ကလေးကချက်ချင်းတော့မဟုတ်ဘူးပေါ့နော်ကလေးမွေးဖို့အတွက်ကိုလှုံ့ဆော်လိုက်ပြီးလို့ဖြစ်တယ်ဒါပေမဲ့ဒီတက်ပို့ပြီးတော့ကြာသွားရင်ပတ်41လောက်ဖြစ်သွားရင်တော့ပို့ပြီးတော့ခက်ခဲတတ်တယ်တဲ့ကလေးမွေးတာကလေးကလည်းပို့ပြီးတော့စိုက်ကကြီးလာတယ်နောက်တစ်ခါမှာပို့ပြီးတော့မွေးရတာခက်တယ်နောက်ကကလေးအသေးနှုံးလဲမွေးနိုင်တယ်ဆိုပြီးတော့ပြသထားရေးလေးလာချက်တွေရှိရတဲ့အတွက်ကြောင့်မလို့41ဖက်ထိမဆောင်ခိုင်းခြင်းဘူးပေါ့နော်တချို့ဆရာဝန်တွေကဆိုတော့ကျမတို့ဒီအပတ်40မှာမွေးမဖြစ်မနေမွေးကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးသိထားစေချင်တယ်ဆိုတော့ဒါပြီးသွားလို့ရှိရင်တော့ကျမတို့ကကလေးရဲ့လှုပ်ရှားမှုလေးပါလေးလဲတိုင်းတာလေးပေါ့တခါတည်းကျရင်တော့ကလေးကတိတ်မလှုပ်တော့မှရှိတယ်နေစရာလည်းတိတ်မရှိတော့ဘူးလေဆိုတော့အရင်မလှုပ်ပေမဲ့လည်းနော် तू ကလှုပ်တော့လှုပ်နေအောင်ပဲလှုပ်တဲ့ပုံစံမတူတော့ပေမဲ့ तू ကပေါ့နော်ခန္ဓာကိုယ်ထဲမှာကျမတို့တွန်းနေတဲ့ပုံစံမျိုးလေးခန်းစားချက်လေးတော့ခန်းစားနေရအောင်ပဲတကယ်လို့မှကလေးကလုံးဝမလှုပ်တော့တာကြာကြီးပဲ2နာရီတွင်းမှာတော့10ကမလှုပ်တော့ဘူးဆိုလို့ရှိရင်ဆရာဝန်နဲ့အများဆုံးတိုင်ပြီးတော့အများစီဈေးရုံကိုသွားတဲ့နေပေါ့နော်ဆိုတော့ kick ကတော့ဆက်ပြီးတော့လုပ်နေအောင်မှာပါပဲလို့နော်အဲ့ဒါလေးကိုသိထားစေချင်ပါတယ် okay ဒါပြီးသွားလို့ရှိရင်လည်း Burmese Spherical Home Community ဒါပြီးကျမတို့ postpartum series တွေကိုကျမဆက်ပြီးတော့လုပ်
ပေးသွားမယ်ကျမတို့ကလေးမွေးပြီးတဲ့အချိန်မှာဆောင်းရံရှောင်းရံလေးတွေကလေးကိုဘယ်လိုမျိုးပြုစုစောင့်ရှောက်မလဲဆိုတဲ့အကြောင်းအရာလေးတွေလည်းကျမအချိန်ရှိတယ်မျိုးလုပ်ပေးသွားမှာဖြစ်ပါတယ်အဲအကြောင်းမလို့ stay tuned ဒုတိယကလေးမွေးတဲ့အချိန်မှာတော့လည်းကျမလုပ်ထားတဲ့ဗီဒီယိုလေးရှိတယ်ဆိုတော့အဲ့မှာ postpartum series ဆိုတာကိုသွားပြီးတော့ရှာပြီးတော့အဲ့မှာသုံးမယ်ပေါ့နော် tips လေးတွေကိုလေ့လာကြည့်ပါနောက်ပြီးတော့ tips လေးတွေလည်းဆက်ပြီးတော့ video tips လေးတွေလည်းတင်ပါမယ်Okay ဒီ video series လေးတွေအထောက်အကူဖြစ်ခဲ့ဆိုလို့ရှိရင်လည်း like and share ကိုသိချင်တာရှိခဲ့ဆိုလို့ရှိရင်လည်း comment below ဆိုလို့ရှိရင်နောက်ဆုံးပတ်ဖြစ်တဲ့အခါကျတော့လေဆိုတော့ good luck and happy delivery နောက် video လေးကြပါလိမ့်မယ်နော်